လ20ရက်အတွက်နောက်ဆုံးရရှိထားတဲ့မြန်မာနိုင်ငံတော်ဝန်ကစစ်ရေးလှုပ်ရှားမှုတွေနဲ့ရဲသားထိခိုက်ဒေဆုံးမှုအခြေအနေတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့မလ20ရက်တောက်ကြနေမှာနိုင်ငံတော်ဝန်မြို့နယ်ပေါင်း15မြို့နယ်မှာစစ်ရေးလှုပ်ရှားမှုနဲ့ရဲသားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုစုစုပေါင်းကျင်း30တဲမနဲ့ဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီထဲမှာဆိုရင်ဖမ်းဆီးမှု14ကြိမ်ထိတွေ့တိုက်ပွဲ17ကြိမ်လေကြောင်းတိုက်ခိုက်မှု4ကြိမ်နဲ့စစ်ကြောင်းတို့ဝင်ရောက်မှု2ကြိမ်ဖြစ်ပွားခဲ့တဲ့အပြင်တင်ကျတဲ့လေဒီတိုက်ခိုက်တာနဲ့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာတစ်ကြိမ်စီဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်အဓိကဖြစ်ပွားခဲ့တဲ့ဒေသတွေကတော့သခိုင်းတိုင်းဖြစ်ပြီးဒုတိယကတော့လန်လေးတိုင်းဖြစ်ပါတယ်။ရဲသားထိခိုက်ဒေဆုံးမှုတွေမြင့်တက်နေစေဖြစ်ပြီးတိုက်ပွဲအတွင်းစစ်အုပ်စုကလေကြောင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်ရဲသား80ဝန်းကျင်သေဆုံးခဲ့ရပါတယ်။ထို့သဖြင့်မလ20ရက်မှာသခိုင်းတိုင်းကသာမြို့ပေါ်ကမဟာလေးတက်ကျောင်းကိုစစ်အုပ်စုကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်တန်ဃာတော်တွေအပါအဝင်ရဲသားပြည်သူ10နဲ့ချီသေဆုံးခဲ့ရပါတယ်။